Return to Silent Hill 2016 ဇာတ်ကားလေးကိုပြောပြပေးမယ်နော်။ဇလန်စသချင်းမှာ James ဆိုတဲ့ကောင်လေးကတောင်ပေါ်လမ်းမှာကားကိုအရှင်ပြင်းပြင်းနဲ့မောင်းရင်ထရပ်ကားတစ်စီးနဲ့တိုက်မိမလို့ဖြစ်ပြီးလမ်းဘေးထိုးကျသွားတယ်။အဲ့ဒီမှာ Mary ဆိုတဲ့ကောင်မလေးနဲ့စုံတယ်။ Mary ကဘတ်စကားလို့သွားလို့ James ကသူ့ကို Silent Hill မျိုးလေးစီကိုလိုက်ပို့ပေးမယ်ဆိုပြီးတော့ဇလန်စတာပြ။ဒါပေမဲ့အဲ့ဒါကအတိတ်ကဖြစ်ပျက်တစ်ခုပါ။လက်ရှိမှာတော့ James က Mary နဲ့လမ်းခွဲထားပြီးအသက်ကွဲရသမားဖြစ်ပြီးဘွားပြတ်နေတာပေါ့။တရက်ကျတော့ Mary စီကစာတစ်စောင်ရောက်လာတယ်။ Silent Hill မှာလာတွေ့ပါဆိုပြီးတော့ပေါ့။ James လည်းအံ့ဩသွားတယ်။ဘာလို့လဲဆိုတော့သူတို့အဆက်အသွယ်ပြတ်နေတာကြပြီလေဒါပေမဲ့ Mary ကိုတတိယတဲ့စိတ်နဲ့ James ကဆိုင်းလိုက်မျိုးလေးစီကိုထောက်ခါလာခဲ့တယ်ဆိုင်းလိုက်မျိုးတော့မြို့ကခြောက်ခြားစရာကြီးပြလူသူကင်းမဲ့ပြီးမြို့ကိုးတွေမိုးပေါ်ကကျလာတဲ့ပြာမုံတွေနဲ့အုံမိုင်းနေတာအဲ့ဒီမှာ Angela ဆိုတဲ့အမေပြောက်ရှာနေတဲ့ကောင်မလေးနဲ့စုံတယ် Angela ရဲ့ပြောပြချက်အရဒီမြို့မှာမီးလောင်မှုကြီးဖြစ်ပြီးရေတွေညဉ့်ညမ်းလူတွေယူသွကုန်ကြတယ်တဲ့ James ကမြို့ထဲလျှောက်သွားရင်းနဲ့ထူးဆန်းတဲ့အတန်ကြီးကြားရ Lion Figure လို့ခေါ်တဲ့ monster တွေနဲ့စတွေ့တော့တာပဲတစ်ချိန်တည်းမှာပဲအိုးဆွဲတန်ကြီးပေါ်လာပြီးမြို့ကြီးကငရဲကန်းလိုမျိုးအမောင်တုတွေတန်ကြီးတက်နေတဲ့နေရာတွေအဖြစ်ပြောင်းလဲသွားပြန်တယ်။ James လည်းကြောက်လန့်နေကြနဲ့ထွက်ပြေးရတာပေါ့။ဒီကြားထဲမှာအဲ့ဒီဆိုတဲ့လူဝါကြီးရဲ့လော်ရာဆိုတဲ့ထူးဆန်းတဲ့ကလေးမလေးရဲ့နဲ့လည်းတွေ့ဆုံရသေးတယ်။ဇလိုင်းရဲ့အလဲပြောင်းကတော့မာရီယာဆိုတဲ့ကောင်မလေးနဲ့တွေ့တာပါပဲ။မာရီယာက James ရဲ့ရီသားအောင်မာရီနဲ့ဂျိုချင်းတပုံစံနဲ့တူပေမဲ့ပုံစံကတော့နည်းနည်းပိုပြီးဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနည်းနည်းပိုပြီးရဲတဲ့ပုံစံမျိုးပြ။ James ကလည်းမာရီယာနဲ့အတူတူမယ်ရီကိုလိုက်ရှာကြရင်းနဲ့ Pyramid Head လို့ခေါ်တဲ့ခေါင်းမှာထရီကန်ပုံတန်ကမောက်ကြီးဆောင်းလာပြီးဓာကြီးကြီးကင်ထားတဲ့တရဝါကြီးရဲ့ရန်ကနေလည်းပြေးသွားကြရတယ်။နောက်ပိုင်းကျမှ James ကတဖြည်းဖြည်းအမှန်တရားကိုသိလာရတယ်။ Silent Hill မျိုးက James ရဲ့အပြစ်စိတ်တွေကိုပုံဖော်ထားတာပြ။တကယ်တော့ Mary က Silent Hill ကဂိုင်းတစ်ခုရဲ့ရေထဲခြေတာခံရပြီးယောဂါဆိုကြီးခံစားနေရတာပါ။ Mary အရန်နာကျင်ခံစားနေရတာကိုမကြည့်ရနိုင်တဲ့ James က Mary တက်တာရသွားအောင်ကိုယ်တိုင်ပဲတက်ပေးခဲ့မိတာကိုပြန်သတိရသွားတယ်။ Pyramid Head ဆိုတာကလည်း James ရဲ့အပြစ်ရှိတယ်လို့ခံစားနေရတဲ့စိတ်အခြေအနေကိုပုံဖော်ထားတာပါပဲ။စသိမ်းပိုင်းမှာတော့ James ကသူ့ရဲ့အပြစ်စိတ်ကြောင့်ဖြစ်လာတဲ့ monster တွေကိုရင်ဆိုင်ပြီးအမှန်တရားကိုလက်ခံလိုက်တယ်။ Mary ရဲ့အလောင်းကိုကားပေါ်တင်ရေကန်ထဲမောင်းချပြီးသူ့ကိုယ်သူအဆုံးစီရင်မှုကြိုးစားလိုက်တယ်။ဒါပေမဲ့ရုတ်တရက် James ပြန်လို့လာတဲ့အခါမှာဇလန်ဆာက Mary နဲ့စတွေ့တဲ့အချိန်ကိုပြန်ရောက်သွားတယ်။ဒီတစ်ခါမှာတော့ James က Mary ကို Silent Hill စီမခေါ်သွားတော့ပဲတခြားမျိုးဘက်ကိုမောင်းထွက်သွားတာနဲ့ဇလန်ပြီးဆုံးသွားပါတယ်ဗျာ။အရန်ကောင်းတဲ့ဇာတ်ကားလေးမို့နောက်ထပ်ပိုင်းတွေကိုကြည့်မယ်ဆိုရင် page လေးကို like and follow လုပ်ထားပါဦးနော်။